အားလုံးမင်္ဂလာပါကျွန်တော်ပြောပြမှာက NVIDIA driver update လုပ်နည်းကိုပြောပြမှာဖြစ်ပါတယ်လုပ်နည်းကိုပြောမပြခင်မှာကိုယ့်ရဲ့ driver ကိုအရင်သွားစစ်ကြည့်ကြရအောင်သွားစစ်ဖို့အတွက်ဒီ search ပေါက်မှာ NVIDIA လို့ရိုက်ထည့်လိုက်ပါနော် NVIDIA app ဆိုတာနော်ထွက်လာ NVIDIA control panel ဆိုတဲ့ဟာကိုနှိပ်လိုက်ရင်ကိုကဘာတွေသုံးထားလဲဆိုတာသိရမှာဖြစ်ပါတယ်အဲကြောင့် NVIDIA control panel ဆိုတဲ့ဟာကိုနှိပ်ကြည့်အောင်ဒီလိုထွက်လာပါနော်ဒီတော့နော်ကျွန်တော်တို့ game driver ဖြစ်နေနော်ခု version ကဘယ်လောက်ကြည့်ရမှာမနော်နောက်ပြီးတော့ကျွန်တော်တို့ NVIDIA GeForce ဘယ်လောက်ဆိုတာလည်းသိရတာပါနော်အဲ့လိုမျိုးစစ်ကြည့်ပြီးရင်ကိုကသိပြီး update လုပ်လဲလွယ်သွားတာပါနော်ဒါပေမဲ့ပိတ်လိုက်မယ်ဒါဆိုရင်ခုနအတိုင်းပဲပြန်ရိုက်ပြီးတော့နော်NVIDIA app ဆိုတဲ့ဟာကို NVIDIA app နှိပ်လိုက်မယ်ဒီလိုမှမဟုတ်ရင်ဒီနေရာမှာမနှိပ်ချင်လဲဒီဘက်မှာလည်းရှိတယ်နော်တကယ်လို့ on ထားရင်ပေါ့နော်ဒီမှာနော်ဒီမှာ NVIDIA app ဆိုတာဒီမှာနှိပ်လို့လည်းရတယ်တကယ်လို့ကျွန်တော်တို့ကတစ်ခါတလေမှာသူကအတိရောက်နေပြီဆိုရင်လည်းသူကအဲ့ဒီမှာnotification တွေတက်လာတယ်နော်ဒီနားမှာတောင်းတောင်းဆိုရတော့သူကတက်လာတယ်အဲ့မှာအတိရောက်လာပြီဆိုတော့သူကအချက်ပေးတယ်အတိပေးလာတယ်အဲ့ဒါရှိတယ်နော်ဒီလိုမျိုးပေါ့ဒီလိုမျိုးရုပ်ပုံနဲ့သူကထွက်လာတယ်နော်ဒီလိုအတိပေးလာတယ်အဲ့လိုမျိုးဆိုရင်တော့တေချာတော့ပြီပေါ့နော်အတိရောက်နေပြီဆိုတော့တေချာတော့ပြီတကယ်လို့အဲ့လိုမျိုးမထွက်သေးဘူးဆိုရင်တော့ကိုကတော့စစ်ကြည့်ရမှာပေါ့နော်ဒီလိုစစ်ကြည့်ပြီးတော့နော်ဒီလိုခုနလိုပဲတကယ်လို့ဒီဟိုဘက်မှာသွားပြီးတော့ရိုက်ထဲလို့ရတယ်လို့ဒီမှာနှိပ်လို့လည်းရပါနော်ခုဒီမှာပဲနှိပ်လိုက်မယ်တဲ့နှိပ်လိုက်မယ်ဆိုရင် home ကိုရောက်လာတာပေါ့နော်ဒီမှာ home ရောက်နေဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ကိုယ် set ထဲမှာပါတယ်တွင်းထားတာလဲဆိုတော့သိရတယ်ဒါကျွန်တော်ရဲ့ set ထဲမှာတွင်းထားတဲ့ဟာတွေဒါတွေနဲ့ကိုက်ညီမဲ့ driver တွေ game ဆော့တာလား video editing လုပ်တာလားပေါ့သူက2မျိုးရှိတယ်နော်အဲ့ဒီမှာကြည့်နေတည်တယ်နော်တခုတော့ရှိတော့ဗောနော်အကောင့်တော့ဝင်ထားရမှာဖြစ်ပါတယ်ပထမဦးဆုံးတစ်ခေါက်တော့အကောင့်ဝင်ရမှာဖြစ်ပါတယ်အကောင့်တစ်ခုနဲ့ဝင်ထားပြီးဆိုရင်တော့လွယ်တော့တာဗောနော်မဝင်ရသေးဘူးရှင်တော့မရသေးဘူးဗောနော်နောက်ပြီးတော့ driver လည်းအရင်တွင်းထားမှာပေါ့နော်မတွင်းရသေးဘူးဆိုရင်လည်းရှာတွေ့မှာမဟုတ်ဘူးနော်ဟိုမျိုးလာမယ်ဆိုရင် driver ဆိုတဲ့အကိုနှိပ်လိုက်မယ်ဒီနော်တကယ်လို့ update မရောက်လာသေးဘူးဆိုရင်သူကမရောက်သေးဘူးတော့ကိုယ်စက်တိုင်းမှာဒီနေရာမှာသူက check for update လို့ရေးနေပါလိမ့်မယ်အဲ့မှာနှိပ်ပြီးတော့သူကခဏလဲပြီးတော့ရောက်နေရင်တော့သူကပေါ်လာလိမ့်မယ်နော် notification တက်လာပြီးဆိုတော့ဒါတေချာတော့ပြီအတေးရရောက်နေပြီဆိုတော့ဒီဘက်မှာupdate available ဆိုတော့ပေါ်နေတယ်နော်တကယ်လို့မရောက်သေးဘူးဆိုရင်တော့ check for update လို့ရမှာပေါ့မြင်နေရမှာပေါ့နော်ဒီလိုဒါဆိုရင်ရောက်နေပြီ download ဆိုတဲ့ဟာကိုပဲနှိပ်လိုက်ရင်ရတယ်နော်ဒါပေမဲ့ကိုကကြည့်မယ်ပါအမျိုးအစားကို download လုပ်မလဲဆိုတာသူကနှစ်ခုရှိလိမ့်မယ်တဲ့ game ready game အတွက်လားဒါမှမဟုတ် studio driver တခုတော့ရွေးပေါ့ကိုကပါလုပ်တာလဲ game ကစားတာလားတို့မဟုတ်video editing တွေပါတယ်လုပ်နေတာလားတခုတော့ရွေးမှာနော် game ဆိုရင်အပေါ်ကဟာရွေးမယ် edit တွေလုပ်မယ်ဆိုရင်တော့အောက်က studio driver ကိုရွေးရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော် game driver ပဲရွေးမှာဖြစ်တဲ့အတွက်ကြောင့် game driver ပဲနှိပ်လိုက်မယ်ပေါ့နော်ဒီမှာလဲ game driver ဆိုတာရောက်နေပေါ်နေနော်အရင်ဆုံးတော့ download လုပ်ရမှာဖြစ်ပါတယ်နည်းနည်းလေးတော့ကြာမှာဖြစ်ပါတယ် download ပြီးတော့ပြီကြာတာမကြာတာတော့ကိုယ် set ပေါ်မှာမူတည်တာပါနော်ပြီးတော့ကျွန်တော် install ပဲလုပ်ရမှာဒီနေရာမှာလည်းတော်တော်လေးကိုကြာပါတယ် install နေလိုက်မယ်အဲ့မှာလည်းသူကရွေးစရာ option တစ်ခုရှိတယ်နော်ရွေးစရာ express installation ရဲ့ custom installation ရဲ့နော်ဒါပေမဲ့များသောအားဖြင့်ဒီနေရာမှာကျွန်တော်တို့ကမရှုပ်ချင်တော့အပေါ်ကဟာ express installation ကိုပဲနှိပ်ကြတာများပါတယ်ဒါလွယ်လဲလွယ်တာပေါ့နော်မားစရာအကြောင်းလည်းမရှိဘူး
ဒီအောက်ကဟာကြတော့ကိုကတိတ်နားမလဲလို့တခုခုနှိပ်မိပြီးတော့ continue လုပ်တော့ရင်မားတော့တတ်တယ်အဲကြောင့်မားတော့တတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဖက်ကိုမလုပ်တော့ဘူးဒီအပေါ်ကပဲ express installation ကိုပဲနှိပ်ပြီးတော့ continue လုပ်တော့မှာဖြစ်ပါတယ် continue ပေါ့နော်ဒီနေရာမှာတော်လေးကိုကြာပါတယ်နော်10 မိနစ်20လောက်ကြာပါတယ်ကို set ပေါ်မှာမူတည်ပြီးပေါ့နော်ဒီမှာ version လဲပြထားရနော် version 58266 released ဂျွန်16ကထွက်ထားတဲ့ဟာပေါ့နော်နောက်ဆုံး update ဒါတွေကကြော်ညာတွေပေါ့နော်ဒီမှာလည်းရေးထားရနော် Screen may flash during installation Screen မှာနာကျရင်တုံးဆိုတော့ကြာတော့ရဲ့ Screen ကြာသွားတယ်အဲ့လိုမျိုးဖြစ်တယ်ကြာသွားတဲ့အချိန်မှာပြတ်သွားတယ်လို့တော့မထင်နဲ့ပေါ့နော်သူကလည်းရေးထားပါတယ်ဒီမှာခု installing လုပ်နေပြီပြီးတော့ပါပြီဒီမှာနော် installation has finished ပြီးတော့ပြီ close ပေါ့နော်အဲ့နေမှာတဲ့လား up to date ဆိုတာပြလာပြီနော်ပြီးတော့ရနော်နောက်ဆုံး update ဖြစ်သွားပြီ up to date ဖြစ်သွားရနော်ဒါချင်းပြီးတော့ပြီ installing အားလုံးပြီးစီတော့ပြီကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်